ကျွန်တော်တို့လူတော်တော်များများမှာမနှက်ပြန်မှလှုပ်လိုက်တော့မယ်နောက်နိုင်ဝက်လောက်နေမှစလှုပ်လိုက်မယ်ဆိုပြီးတော့လှုပ်เสียရှိတဲ့အလုပ်ကိုချက်ချင်းမလုပ်ဖဲနဲ့နေ့ရွှေညရွှေနဲ့အချိန်ဆွဲနေတဲ့အကြည့်ရှိဒါကို procrastination လို့ခေါ်တယ်တကယ်တော့အချိန်ဆွဲတာနဲ့ပြင်းတာနဲ့ကမတူဘူးလူတော်တော်များများအချိန်ဆွဲတာနဲ့ပြင်းတာကိုမှားတတ်ကြတယ်ပြင်းနေဆိုတာကကြတော့အလုပ်တစ်ခုကိုရည်ရွယ်ချက်ရှိမလုပ်တာကိုခေါ်တာအချိန်ဆွဲတယ်ဆိုတာဒီအလုပ်ကိုလုပ်ရမယ်ဆိုတာသိတယ်လုပ်လဲလုပ်ချင်တယ်ဒါပေမဲ့စလုပ်ဖို့ခက်နေတာဒါကိုအချိန်ဆွဲတယ်လို့ခေါ်တယ်ရှင်းရှင်းပြောရရင်တော့အချိန်ဆွဲတယ်ဆိုတာကအကျိုးဆက်မကောင်းမှန်းသိရတဲ့လုပ်ရမယ့်အလုပ်ကိုတမင်ရွှေ့ဆိုင်းနေခြင်းပဲဒီနေ့ဒီဗီဒီယိုမှာကျွန်တော်တို့တွေဘာကြောင့်အချိန်ဆွဲကြရလဲဒါကိုဘလို့တွေဒုက္ခတွေပေးနေလဲဒီအကျင့်ကိုဘလို့တွေဖြောက်ရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်လူတွေအချိန်ဆွဲတတ်တဲ့အကြောင်းရင်း၃ချက်ရှိပထမတစ်ချက်ကဖီးရလို့ခေါ်တဲ့ကြောက်စိတ်ကြောင့် procrastination လုပ်တယ်ဆိုတာကြောက်စိတ်ကနေစတာကျွန်တော်အရင်ကပြောခဲ့သလိုပဲကျွန်တော်တို့လူတွေတော်တော်များများကကိုလုံးလိုက်တဲ့အလုပ်ကိုတခြားလူတွေဝေဖန်မှာချရှုံးသွားမှာအကောင်းဆုံးမလုပ်နိုင်မှာဒါတွေကိုတွေးပြီးတော့အရန်ကြောက်ကြတယ်ဒီအလုပ်တစ်ခုကိုလုံးလိုက်လို့အောင်မြင်သွားတာထက်ဒီအလုပ်ကိုလုံးလိုက်ရင်ဘလို့ချရှုံးသွားမလဲဘလို့ဝေဖန်ခံရမလဲဆိုတာတွေကိုပို့ view ဆိုင်ကြတယ်ဥမာပြီးပြောရရင်ဗျာဟိုတစ်တီတူကြီးလိုပဲမိုးပြိုမှာဆိုလို့ဆိုပြီးခြေထောက်နှစ်ချောင်းကိုအပေါ်ထောင်ပြီးအိတ်နေတဲ့ပုံစံမျိုးဖြစ်နေမိုးကမပြိုသေးဘူးပြိုးလေလားလာမရှိဘူးကျွန်တော်တို့တော်တော်များများကလည်းအဲ့လိုပဲဘာမှတော့မလုပ်ရဘူးတွေးကြောင်နေပြီရင်ဆိုင်လိုက်စမ်းမှာအဲ့ကြောက်တရားကြီးကိုဒီအကြောက်တရားကိုဖျက်ကျော်ဖို့အကောင်းဆုံးနည်းလမ်းရင်ဆိုင်လိုက်တာပဲကိုကြောက်နေတဲ့အကြောက်တရားကြီးကိုမရင်ဆိုင်မဲနဲ့ဒီတိုင်းထားလိုက်မယ်ဆိုရင်အဲ့ကြောက်တရားပျောက်သွားမှာမဟုတ်ဘူးလူတွေအချိန်ဆွဲတတ်တဲ့ဒုတိယအကျင့်က instant gratification လို့ခေါ်တဲ့ချက်ချင်းလုပ်ပြီးချက်ချင်းလိုက်ငင်ပျော်ရွှင်မှုကိုလိုချင်တာကျွန်တော်တို့တွေကလည်းခက်ခက်ခဲခဲလုပ်ရတဲ့အလုပ်တွေဆိုလို့ရှိရင်သိပြီးတော့မလုပ်ချင်ကြဘူးဖုန်းကြည့်ရလိုမျိုး new feed ကြည့်ရလိုမျိုးလွယ်တဲ့အလုပ်တွေကိုပဲပို့ပြီးတော့လုပ်တတ်ကြတယ်ကိုယ့်အတွက်တကယ်တန်ဖိုးရှိပါတယ်အကျိုးရှိပါတယ်ဆိုတဲ့အလုပ်တွေကချက်ချင်းတော့ပဲရမယ်အချိန်တစ်ခုတော့ပေးရတာကြီးပဲလေချက်ချင်းလုပ်ပြီးချက်ချင်းရဆိုလို့ထမင်းစားပြီးဘိုက်ပြရမရှိနောက်တစ်ချက်ကအလုပ်ပမာဏတွေအရန်များလွန်းနေတာကြုံမှုကြရင်မလားကိုလုပ်ရမယ့်အလုပ်ကအရန်များလွန်းနေရင်အရန်ကြီးလွန်းနေလို့ရှိရင်ဘယ်ကနေဘလို့စရမှန်းမသိတော့အဲ့မှာတပြင်းနေချပြီး energy တွေ down သွားရောအဲ့မှာစပြီးတော့အချိန်စဆွဲကြတော့ပါပဲကျန်တာမကြည့်နဲ့ဗျာကိုရှင်မှာအဝတ်ပုံတပုံမြင်အောင်ကြည့်လိုက်အဝတ်တွေကများလွန်းပြီးတော့ခောက်ချင်စိတ်မရှိတော့အလိုမျိုးပဲတကယ်တော့အချိန်ဆွဲတာကခဏတော့စိတ်သက်သာရကောင်းရနိုင်တယ်ဒါပေမဲ့ရေရှည်အတွက်ကြာရင်မကောင်းဘူးကိုယ်ပြန်ပြီးတော့ဒုက္ခပြန်ပေးတတ်တယ်ကိုပြီးရမယ့် deadline ကနီးကပ်လာလေ pressure တွေများပြီးတော့စိုးရိမ်မှုတွေများလေဖြစ်လာလိမ့်မယ်နောက်တစ်ခုကအချိန်ဆွဲတာများလာရင်ကိုရမယ့်အခွင့်အရေးတွေဆုံးရှုံးတတ်တယ်ကိုကအချိန်ဆွဲနေတော့ကိုရတဲ့ရထိုက်တဲ့ယာရူးတွေအလုပ်ကောင်းကောင်းနေဒါမှမဟုတ်လို့ရှိရင်ကိုရဲ့ဝါဒနာကိုအကောင့်ထဲပေါ်ဖို့အချိန်တွေကုန်သွားတတ်တယ်နောက်တစ်ချက်ကကိုယုံကြည်မှုတွေကျဆင်းလာတတ်တယ်ကိုကအချိန်ဆွဲပြီးဒလိုင်းနာနီးမှအလုပ်လုပ်တော့အလုပ်က 100% အပြည့်မရဘူးအဲ့မှာငါတော့အမြင်အဲ့လိုပဲအလုပ်ကိုလည်းဘာမှပြီးအောင်မလုပ်နိုင်ဘူးဆိုတဲ့အတွေးတွေဝင်လာပြီးတော့ကိုအထင်သေးလာတတ်တယ်နောက်ကြတော့ကိုစိတ်တိုင်းမကြတာတွေအပြစ်မြင်တာတွေပါဖြစ်လာလိမ့်မယ်တကယ်တော့အချိန်ဆွဲတာကပြင်းတာထပ်ပိုပြီးတော့စိုးကျိုးပိုများတယ်ဒါဆိုလို့ရှိရင်ဒီအကျင့်ကြီးကိုကျွန်တော်တို့ဘယ်လိုရပ်တန့်ကြမလဲဒါနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းမဲ့နီလန်းတွေကိုကျွန်တော်ဆက်ပြီးပြောပြပေးသွားမယ်ပထမဆုံးနီလန်း2 minute rules ကိုသုံးကြည့်ပါဒါကဘာလဲဆိုလို့ရှိရင်ငါဒီအလုပ်ကို2မိနစ်လောက်ပဲလုပ်ကြည့်မယ်ဆိုပြီးတော့စလုပ်ကြည့်ဖို့ပါအလုပ်တစ်ခုကိုစလုပ်ဖို့ကခက်ခဲဆုံးပဲဒီလိုလုပ်ပြီးသွားပြီဆိုတာနဲ့ကိုကအချိန်ရလာပြီးတော့ငါဒီအလုပ်ကိုပြီးအောင်လုပ်သွားမယ်ဆိုတဲ့စိတ်ကသူ့လိုဝင်လာလိမ့်ဒုတိယတစ်ချက်ကအလုပ်ကိုအပိုင်းသေးသေးလေးတွေပိုင်းလိုက်ဖို့ကျွန်တော်ခုနပြောခဲ့သလိုပဲအလုပ်ကအရန်ကြီးလွန်းနေရင်စလုပ်ဖို့ကဝင်လေးနေတတ်တယ်ဒီနေ့တော့ဒီဟာလေးကိုပဲပြီးအောင်လုပ်မယ်ဆိုပြီးတတ်မှတ်လိုက်မယ်ဆိုလို့ရှိရင်ကိုကဝင်ပေါ့သွားတယ်လို့ခံစားရပြီးတော့စလုပ်ဖို့လွယ်သွားလိမ့်မယ်တတိယတစ်ချက်ကကိုလုံးမဲ့ပုံဝန်းကျင်ပြောင်းဒါဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ကိုအလုံးလုံးတဲ့အခါမှာကိုအာယုံနောက်စီမဲ့အရာတွေဝိုးဝေးမှထားခိုင်းတာဥပမာပြောရရင်ဖုန်းလိုဟာမျိုးဖုန်းတွေကို silent လုပ်ပြီးတော့ကိုနဲ့ဝိုးဝေးမှထားလိုက်မဟုတ်လို့ရှိရင်ကိုကအလုံးမလို့ရှိသေးတယ်ငါ new feed လေးခဏလောက်ကြည့်လိုက်ပါဦးမယ်ကွာဆိုပြီးတော့ new feed ကြည့်လိုက်ရင်ကိုကတော်ချင်မှာမဟုတ်ဘူးအဲ့ချိန်ကြလို့ရှိရင်အချိန်ကြီးဆွဲပြက်လာလိမ့်မယ်ဒီနေရာမှာစီးကန်းဆိုတာလိုလာပြီလူတစ်ယောက်ကအချိန်ဆွဲချင်နေပြီဆိုလို့ရှိရင်တောင်မှပဲ discipline ဆိုတဲ့စီးကန်းနဲ့ control လုပ်ထားမယ်ဆိုလို့ရှိရင်အချိန်ဆွဲတတ်တဲ့အကျင့်ကိုဖြောင်းနိုင်တယ်နောက်ဆုံးစတုတ္ထအချက်က perfect ဖြစ်ခြင်းတဲ့စိတ်ကိုရှော့အလုပ်တစ်ခုကိုပြီးသွားဖို့ကအကောင်းဆုံးဖြစ်ဖို့ဆိုတာထက်ပိုရေးကြီးတယ်ဆိုတာကိုသတိရပါအဲ့တော့အချိန်ဆွဲတယ်ဆိုတာပြင်းလို့မဟုတ်ပါဘူး
ဒီအကျင့်ကိုကျွန်တော်ခုနပြောပြတဲ့နီလန်းနေနဲ့အချိန်တစ်ခုပေးပြီးပြင်မယ်ဆိုလို့ရှိရင်ဖြောင်းနိုင်ပါလိမ့်မယ်ဒီနေ့ကနေစပြီးတော့ပြင်ပါငါဒီအချိန်ဆွဲတတ်တဲ့အကျင့်ကြီးကိုမနေ့ပြန်ကနေစပြီးပြင်ဦးမှာပါလို့တော့မလုပ်နဲ့ပေါ့နော်ကိုလိုရမယ့်အလုပ်တစ်ခုကိုချက်ချင်းထမလုပ်ဖဲနဲ့နေ့ရွှေညရွှေလုံးမိနေတယ်ဆိုရင်တော့မိတ်ဆွေကပြင်းနေတာမဟုတ်ပါဘူးအချိန်ဆွဲနေတာဖြစ်ပါတယ်အဲ့တော့ကိုယ်စိတ်ကိုအလိုမလိုက်ဖဲနဲ့2မိနစ်လောက်ပဲအချိန်ပေးပြီးတော့စကြည့်လိုက်ပါမိတ်ဆွေတခုခုထူးခြားလာတာကိုခံစားလာပါလိမ့်မယ်လို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုဆုံးသတ်လိုက်ပါတယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့လူအနေနဲ့ကို့မှာအချိန်ဆွဲနေတဲ့အလုပ်တစ်ခုခုများရှိလားရှိရင်ကို့မှာရေးခဲ့ပေးပါဦးဗီဒီယို like လုပ်ပြီး channel ကိုလည်း subscribe လုပ်ခဲ့ပေးပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတာပေါ့